ဘယ်တော့မှမထားနဲ့ချမ်းသာခြင်းရဲ့စုဘူးနဲ့စုဒုက္ခရောက်ခြင်းရဲ့တော့စုမဲစုစားသမျှမစင်ဖြစ်တယ်ဆိုတာမမေးနဲ့လူတန်းစိမနေနိုင်ရင်လူတန်းစိမစားခြင်းနဲ့အာဟာရဖြစ်အောင်ကျန်းမာအောင်ပဲစားထမင်းနဲ့မအောင်စားဖို့ကြိုးစားနေတဲ့အချိန်မှာအကောင်းဆုံးအလှကုန်တွေသုံးဖို့မစင်စားနဲ့လူတယောက်အသက်ရှင်ဖို့လိုအပ်ချက်ထဲမှာစားဝတ်နေရေးပဲပါတယ်ဒါကြောင့်မအောင်မြင်ခင်မလှခြင်းနဲ့အောင်မြင်လာရင်အလိုလိုလှလာလိမ့်မယ်မယုံရင်ဒီနေ့အောင်မြင်နေသူတွေရဲ့အရင်ရုပ်ကိုလေ့လာကြည့်လိုက်တကယ်တော့အိတ်တယ်ဆိုတာတည်ခြင်းတစ်မျိုးပဲအသက်60မှာတည်သွားရင်မင်းတကယ်အသက်ရှင်ခဲ့ခြင်းဟာနှစ်40ပဲရှိလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မင်းအသက်ရှင်ခြင်းရဲ့သုံးပုံတစ်ပုံဟာအိယာထဲမှာကုန်ဆုံးခဲ့တာကြောင့်ပဲ။ဒါကြောင့်သူများနေထပ်သားခြင်းသူများနေထပ်ပို့ပြီးကြိုးစားရမယ်။သူများနေအိတ်နေတဲ့အချိန်မင်းလည်းအိတ်နေမယ်ဆိုရင်တော့သူများနဲ့တန်းတူပဲဖြစ်နေမှာပဲ။ဒါကြောင့်ကျမ်းမာရေးနဲ့ညီညွတ်ရုံပဲအိတ်အလုတ်ကိုပို့ပြီးကြိုးစားဒါမှသူများနေထပ်ပိုးတာတယ်ပိုးတော်တဲ့သူဖြစ်လာမှာပေါ့သူများဖောက်တဲ့လမ်းကိုမရှောင်နဲ့ကိုလမ်းကိုဖောက်ပြီးကိုလမ်းကိုပဲရှောက်ဒါဆိုဘယ်တော့မှဘေးမရောက်ဘူးဆိုတာကိုမြဲမြဲမှတ်ထားကိုဖောက်တဲ့လမ်းကိုသူများနေလာလျှောက်တဲ့အခါမှလည်းရံမလုံးနဲ့အရှက်မခွဲနဲ့ဒါဟာဂုဏ်ယူစရာတစ်ခုဆိုတာကိုနားလည်ထားရမယ်ဘာကြောင့်လဲဆိုတော့မင်းနောက်ကိုလိုက်မယ်နောက်လိုက်တည်ရှိနေပြီမို့လေစိတ်ဓာတ်ကိုမြင်မြင်ထားပါစိတ်ထားဆိုတာမြင့်မှမြတ်တာပါဘာပဲလို့အစဉ်ပြေခြင်းစေနာလေးထားပြီးလို့အကျိုးအမြတ်ကိုရှေ့တန်းတင်နေသမျှတော့တသက်လုံးမကြည့်ပါဘူးမှတ်ထောင်မြင်ရာဆွန်တက်ရမယ်ဒါကြောင့်သိငယ်တဲ့လူဝင်ဆန္ဒတွေကြောင့်ကြီးမားတဲ့ရည်မှန်းချက်တွေကိုအပြတ်စီးမခံနဲ့အသေးဖွဲကိစ္စလေးတွေအလိုမပြေတာကြောင့်စိတ်တော့ကအရောက်မခံနဲ့အချိန်ကုန်မခံနဲ့စွန့်လွတ်တဲ့နာတွေကိုရဲရဲသာစွန့်လွတ်ပြလိုက်အိမ်မပိုင်သေးပဲကာဝယ်မစီးနဲ့ကားဆိုတာဘာကားနဲ့ပဲတော်ခရီးရောက်ဖို့ကအဓိကပဲလူစိမ်မခံနိုင်သေးခင်ဖင်ကိုအရင်စိမ်မခံခြင်းနဲ့နေတရားရှိရင်စားတရားမပူသလိုလူမသေးငွေလည်းမရှာဘူးလေကိုယ်ပိုင်ကားမစီးနိုင်သေးခင် iPhone ဝယ်မကင်နဲ့ iPhone 10လုံးလောက်ဆိုကားတစ်စီးဝယ်လို့ရပြီလေ iPhone မကင်နိုင်တာရှက်စရာမဟုတ်သလို iPhone ဆိုတာဘဝအတွက်မရှိမဖြစ်အရာလည်းမဟုတ်ပြန်ဘူးရတနာမစုနိုင်သေးခင်မှာ brand ပစ္စည်းတွေကိုမကင်ခြင်းနဲ့ရတနာဆိုတာရှိတစားမရှိဝင်တာဆိုသလိုအချိန်မရွေးငွေဖော်လို့ရတယ်brand ပစ္စည်းတွေကြတော့အမတ်တစိတ်ကြောင့်ဈေးကြီးနေတာမို့ပြန်ရောက်ရင်သေးကြပေါရှုံးမှာဖြစ်သလိုပြန်ရောက်ဖို့လည်းခက်တတ်တယ်ကွဒါကြောင့်လူထင်ကြီးခံရဖို့အပင်ပန်းခံမကြိုးစားနဲ့ကိုမရှိရင်ဘယ်သူမှစံတပူးလာမပေးဘူးမင်းကိုလူတွေလေးသားအားကြပြီးတူယူလာတဲ့အထိကြိုးစားပြလိုက်စမ်းပါလက်ညှိုးထိုးတာသူတို့အလုပ်လက်မထောင်နိုင်အောင်ကြိုးစားရမှာမင်းရဲ့အလုပ်ပဲမင်းမှာအချိန်တွေအများကြီးကြံသေးတယ်ဒါကြောင့်နောက်ဆုံးအချိန်ထိကြိုးစားပြလိုက်အကောင်းဆုံးအချိန်ဆိုတာဒီအချ